ရှေ့ဆရာတွေတော့သူရပါငါကစီးနေကူရမှာလက္ခဏာရဲ့ဖြစ်ရှိရပါပညာရှင်ကြီးကြိုက်လက်ဦးပြုံးချိုရေးဖွဲ့ခဲ့တဲ့ဂန္ဓဝင်မြောက်တေးပုံမှာသချင်းကိုအစိုးရများဖြစ်ကြတဲ့မောင်မောင်ကြီးရီတတ်နဲ့ကျမတင်တင်မြတို့တီကျူးအလင်းကားမဖွဲ့ဆိုခင်ရှေးဥပနာမတေးပုံမှာဆိုတဲ့သချင်းကောင်းစဉ်အမိနာမကိုရှင်းတမ်းပြုရစေရှင်တေးပုံမှာဆိုတာကာမဘုံရူပဘုံအရူပဘုံဆိုတဲ့ဘုံ၃ပါးကိုဆိုလိုပါတယ်ဒီဘုံ၃ပါးနဲ့ကာမဘုံအစုထဲမှာငရဲတိရစ္ဆာန်ပြိတ္တာအတုရကဲဆိုတဲ့အပယ်လေးဘုံလူဘုံတစ်ဘုံနဲ့နတ်ဘုံ၆ဘုံစုပေါင်းထားတဲ့ကာမ၁၇ဘုံရှိပါတယ်မြမကြီးတွေရဲ့ရူပဘုံမှာ16ဘုံနဲ့အရူပဘုံမှာ၄ဘုံအပါအဝင်စုစုပေါင်း32ဘုံရှိပါတယ်အကျဉ်းအားဖြင့်ဘုံ၃ပါးကိုတိဘုံမလို့ခေါ်ပါတယ်တိဘုံမကတစ်ဆင့်တေးပုံမှာဆိုတဲ့ဂန္ဓဝင်သချင်းမွေးဖွားပေါ်ပေါက်လာရပါတယ်ရှင်တေးပုံမှာအနိစ္စဒုက္ခအနတ္တတရားမရလို့မြတ်လာတန်တရားကာမောကဘဝကဒိဋ္ဌောကအဝိဇ္ဇောကစိတ်မောဟမကင်းကအရင်ကသူတဏှာဒိဋ္ဌိညာဝင်လာခင်မှမြင်ညာကြတာလူအနာပဲမှဆွဲလို့သာမှားရဲ့အလုံးလားငါသားငါမရလင်လားဥစ္စာငါကိုငါစင်မကွာသက်ခါရကြောင်းမာနရီထောင်းရဝိပဿနာဝင်လာထင်ရှားမြင်ညာရပါဗာမြရှာမရအတာရကမှန်စွာအနတ္တခန္ဓာဖြစ်ရင်တည်ရင်ရဲ့ရင်ချုပ်ခါရုပ်ပတိပညာဖောက်ပြန်မစိပ်ပါအနိစ္စလက္ခဏာရုပ်တရားနန္တရားနှပြဩနာသိမီအတီးမကြပါသင်္ခါရဟာဘင်္ကာလမကြငါးပြာအာဂရိမာလေးဘုံအပေငရဲဇာအဝိဇ္ဇာအကြောင်းကြောင့်သင်္ခါရဝိညာဏံတရားရုပ်တရားနှပြအဝိဇ္ဇာအကြောင်းကြောင့်သင်္ခါရဝိညာဏံတရားယုတ်တရားနှဖျား၆ခုအာယုံကာမဂုဏ်စန္ဒာပဋိစ္စသမုပ္ပါရှုပ်ပြန်တွေအပါတနာရှစရတွေတော့သူရပါမေဃစီနေကူရမှာလက္ခဏာရဲ့ပြည့်ရှုကြပါဒီဘုံမှာဆိုတဲ့ဘုံ၃ပါးမှာဖြစ်သမျှတရားအပေါင်းရဲ့အနိစ္စမမြဲမှုဒုက္ခဆင်းရဲမှုအနတ္တစိုးပိုင်နိုင်ခြင်းမရှိမှုတို့ကိုမသိမမြင်နိုင်ကြတဲ့အတွက်ဘဝတန်တရားကြီးဝဲလေရှည်လျားနေရပါတယ်ကာမတဏှာလိုချင်တတ်မဲ့မှုတွေနဲ့ပြောင်းဆန်နေတဲ့ဝဲဩဃာကြီးမှာနစ်မြုပ်နေကြရပါတယ်လူဖြစ်လိုက်နတ်ဖြစ်လိုက်တိရစ္ဆာန်ဖြစ်လိုက်နဲ့ဘဝပေါင်းများစွာမှာတပြောင်းပြန်ပြန်အဖန်တလဲလဲဖြစ်ချင်းဆိုတဲ့ဝဲဩဃာကြီးမှာနစ်မြုပ်နေကြရပါတယ်မှားရင်စွာမြင်သိမှုဆိုတဲ့ဝဲဩဃာကြီးမှာနစ်မြုပ်နေကြရပါတယ်လွတ်မြောက်ခြင်းတရားသစ္စာမှန်ကိုမသိမမြင်တွေးဝေမိုင်မဲမှုဆိုတဲ့ဝဲဩဃာကြီးမှာနစ်မြုပ်နေကြရပါတယ်တဲ့လွဲမှားစွာသိမြင်နေမှုဆိုတဲ့ဒိဋ္ဌိဉာဏ်ကြောင့်လူရဲ့နတ်ရဲ့ဆိုပြီးအထင်မြင်နေမှားနေကြပါတယ်ငါလင်းငါသားငါမယားငါဥစ္စာငါပစ္စည်းငါပိုင်နေငါဆိုင်နေဆိုတဲ့
ငါတင်ညာတွေတက်ကာယအယူတွေနဲ့တက်ကြွထောင်လွှားမာမာနထားနေကြပါတယ်အဲ့ဒါတွေကိုအနိစ္စဒုက္ခအနတ္တဆိုတဲ့လက္ခဏာရေး၃ပါးခွဲခွဲခြားခြားထင်ရှားစွာသိမြင်ကြအောင်ဝိပဿနာတရားကိုဝင်စားဆင်ခြင်ကြပါတကယ်တော့အနတ္တဆိုတဲ့ခန္ဓာကိုယ်အစုအဝေးကြီးဟာအတာရကလို့ဆိုတဲ့ဘာမှအနှစ်သာရရှားပွေးလို့မရနိုင်ပါဘူးတဲ့ဖြစ်လိုက်တီးလိုက်ပြက်လိုက်နဲ့ပေါက်ပြန်မှုရုပ်ပတိအမှတ်တရားတွေမို့မိမိမပိုင်မဆိုင်နဲ့အမြဲပေါက်ပြန်ပျက်စီးနေတဲ့တရားတွေသာဖြစ်ပါတယ်ယုံနံဆိုတာမမြဲတဲ့တရားမပိုင်မဆိုင်တဲ့တရားတွေပါဒီတရားနှစ်ခုရဲ့အိုမှုနာမှုသိမှုတွေကလည်းအတိအကျမရှိပါဘူးဖြစ်ပျက်ပြုပြင်မှုသင်္ခါရသဘောတရားတက်တက်ဖြစ်တဲ့အတွက်ဘင်္ဂါလာလို့ဆိုတဲ့ပျက်စီးရမယ့်အချိန်ကာလကိုမလွဲမသွေရောက်ရပါလိမ့်မယ်အဲ့ဒီအချိန်ရောက်တဲ့အခါကျမှပဲနတ်ဘဝလူဘဝပိဋ္ဌာဘဝတိရစ္ဆာန်ဘဝငရဲသားဘဝစတဲ့လားရာဂရိ၅ပါးမှာငရဲတိရစ္ဆာန်ပိဋ္ဌာအတုရကဲဆိုတဲ့အပယ်လေးပုံကိုရောက်သွားတတ်ပါတယ်အဝိဇ္ဇာဆိုတဲ့အဟုတ်အမှန်ကိုမသိမမြင်မရှင်းမလင်းမှုကြောင့်ပြစ္ဆုတ်ပံမှုတန်တရားမှုတို့ကိုပြုစုပြောထောင်ခြင်းဆိုတဲ့သင်္ခါရအကျိုးဖြစ်လာရပါတယ်သင်္ခါရကြောင့်ဘဝတည်းမှာဝိညာဉ်အသစ်ဖြစ်လာရပါတယ်ဝိညာဉ်အသစ်ဖြစ်ခြင်းကြောင့်နာမ်စုရုပ်စုတွေဖြစ်အဲ့ဒီနာမ်ရုပ်စုတွေကြောင့်ဒွါရ6မြည်အကြီး6ပါးစတဲ့သလာယရဏတရားစုတွေဖြစ်အဲ့ဒီတရားစုတွေကြောင့်အာယုံတွေ့မှုဟတ္တတရားတွေဖြစ်ဟတ္တတရားတွေကြောင့်ဝေဒနာဆိုတဲ့အာယုံခံစားမှုတွေဖြစ်အဲ့ဒီဝေဒနာတွေကြောင့်ဝတ္ထုအာယုံကာမဂုဏ်ကိုခင်းမင်းတွေ့တာတာယာကညိတဲ့တဏှာဖြစ်လာရပါတယ်ဒါကြောင့်အကြောင်းကိုဆွဲပြီးအကျိုးဖြစ်ရတဲ့ပဋိစ္စသမုပ္ပါတရားများဖြစ်ပွားလာရပါတော့တယ်တဲ့တကယ်တွေးကြည့်လိုက်တော့သမုဒိယခေါ်တဲ့တတ်မဲ့မှုတဏှာဟာအရင်ခံနေပါတယ်တဲ့အဲ့ဒီတတ်မဲ့မှုတဏှာကိုမဲ့လေးပါးတရားသစ္စာဆေးနဲ့ကုသပြီးအနိစ္စဒုက္ခအနတ္တဆိုတဲ့လက္ခဏာရေး၃ပါးနဲ့ရှုမြင်ဆင်ခြင်ကြရမှာဖြစ်ပါတယ်ရှင်ဒုက္ခအနတ္တတရားမရလို့မြားလာတန်တရားကာမောကဘဝကဒိဋ္ဌောကအဝိဇ္ဇာကစိတ်မောဟမကင်းတာအရင်ကသူတဏှာဒိဋ္ဌိညာဝင်စားခြင်းမှမြင်ကြတာလူပဲနဲ့ပဲမဆွဲလို့သာမှားချက်အလွန်နာငါသားငါမရနဲ့သာဥစ္စာငါကိုငါဟာအစင်မကွာတက္ကာယကြောင့်မာနတွေထောင်းရတာဝိပဿနာဝင်စားခြင်းရှာမြင်ကြပါဘာမျှရှာမရအတ္တရကမှန်သောအနတ္တခန္ဓာဖြစ်ရင်တည်ရင်ပြည့်ရင်ချုပ်ခါရုပ်ပရိသေညာဟောင်းပြမစိတ်ပါအနိစ္စလက္ခဏာယုတ်တရားနတ်တရားနှပြအိုနာသိမြည်အတိမကြပါသင်္ခါရဟာပင်ကာလမကြာငါးပြားဂရိမာလေးဘုံအပေငရဲ့စာအဝိဇ္ဇာအကြောင်းကြောင့်သင်္ခါရဝိညာဏတရားယုတ်တရားနှပြအဝိဇ္ဇာအကြောင်းကြောင့်သင်္ခါရဝိညာဏတရားယုတ်တရားနှပြ6ခုအာယုကာမလောသနာပရိစ္ဆသမုပ္ပါရှုပ်ပြတွေ့ပါတဏှာမြေ
ရေလေမီဓာတ်ကြီးစုဟာယွန်စရာမမြတ်တော့အရောခန္ဓာမြေရေလေမီဓာတ်ကြီးစုဟာယွန်စရာမမြတ်တော့အရောခန္ဓာဘုံပွဲမလွတ်ပါ32ခုထားမုံပွဲမလွတ်ပါ32ခုထားမိမ့်မဲဝိဇ္ဇာစိတ်ကနာအိဋ္ဌာအိဋ္ဌာထင်းပြီးမှာကာယပုဂ္ဂောင်တွေဟုတ်ရောင်သာရောင်ဆောင်ဝါချုပ်နောက်သာသူလေစားမိမ့်မဲဝိဇ္ဇာစိတ်ကနာအိဋ္ဌာအိဋ္ဌာထင်းပြီးမှာကာယပုဂ္ဂောင်တွေဟုတ်ရောင်သာရောင်ဆောင်ဝါချုပ်နောက်သာသူလေစားတရားပွားမှာရှာများသတော်ဟာဘဝနီကဖြစ်ပြတန်တရားပွားမှာရှာများသတော်ဟာဘဝနီကဖြစ်ပြတန်မိဆက်တဲ့ငြိမ်းရချုပ်ရနိဗ္ဗာန်ရောက်နေရတဲ့ဖို့ထူးစားရအောင်ရှာဒိဋ္ဌိနဲ့ဝိဇိကိစ္စသမုစေပဟံဧကံပဲ၍ခွာအခက်တန်းတလန်းမပြရောက်နှံခန္ဓာနဝလုံးဟာစဆုံးတာကွာတုံးမမတန်တဲလို့မာရာဘေရကရကကိဝေမာအရဟတဖို့ပညာကိုသာအနုတယကိတိချွေပဲဘူးရာမံဝါယမံစိတ်တံသမာဓိဝိပဿနာဉာဏ်ယက်တံစေကိုယာမြေဓာတ်ရေဓာတ်လေဓာတ်မိဓာတ်လို့ဆိုတဲ့ဓာတ်ကြီး၄ပါးနဲ့ဖွဲ့စည်းတိဆောက်ထားတဲ့ခန္ဓာကိုယ်အရဘောကြီးဟာအမျက်တရားရဲ့လို့ဘာမှမရှိပဲအလွန်တရားမှဆက်စုပ်ပွဲရာရွှန်ရှားပွဲရာယုံနာအစုဝေးကြီးတာဖြစ်ပါတယ်သွေးပြီးတလိပ်အစာသစ်အစာဟောင်းရိုးရင်းချင်းစီသပင်မွေးညင်းအစရှိတဲ့32ပါးသောတရားအစုတွေနဲ့စုယုံဖွဲ့စည်းထားခြင်းသာဖြစ်ပါတယ်ဒီအလိုမရှိအပ်တဲ့အနိဋ္ဌာယုံကိုအဝိဇ္ဇာဆိုတဲ့မတိမမြင်မှုအပိတ်ပင်တားဆီးတွေကြောင့်ဟုံးတမင်မင်ခင်တများများအလိုရှိအပ်တဲ့နှစ်သက်ဖွယ်ဖြစ်တယ်ရဲ့လို့ထင်မှားနေကြရပါတယ်တဲ့ကာယအပုတ်ကောင်းကြီးဟာမှန်တရားဟုတ်တရားနဲ့ရုပ်ဆောင်ပြီးစုချီနှောင်ဖွဲ့လှည့်စားနေပါတယ်တဲ့ဒါကြောင့်လည်းပဲများစွာသောတတ္တဝါတွေဟာတရားသစ္စာမှန်နဲ့ကင်းကွာနေကြပြီးအနတ်မတက်ကတန်တရားမှာဘဝပေါင်းများစွာတပြောင်းပြန်ပြန်အဖန်တလဲလဲကျင်းလဲကျက်စားနေကြရပါတယ်တဲ့ဒါကြောင့်ယာကဆိုတဲ့တတ်မဲ့မှုဒေါသဆိုတဲ့ကြမ်းတမ်းပြစ်မှားမှုမောဟဆိုတဲ့မတိမမြင်မိုက်မဲတွေဝေမှုဇာတိဆိုတဲ့ပရိတန်တေနေရမှုဇယာဆိုတဲ့အိုမင်းမှုမရဏဆိုတဲ့သေရမှုတောကဆိုတဲ့စိုးရင်ကြောက်ရမှုပရိဒေဝဆိုတဲ့ငိုကြွေးရမှုဒုက္ခဆိုတဲ့ကိုယ်ဆင်းရဲမှုဒေါမနတဆိုတဲ့စိတ်ဆင်းရဲမှုဥပါယတာဆိုတဲ့စွတ်တဲ့မိမျောမိမောရမှုစတဲ့မိဆက်တစ်ပါးတို့ရဲ့ချုပ်ငိမ့်ရာနိဗ္ဗာန်ကိုရောက်နိုင်ရာရောက်နိုင်ကြောင်းမတရားဖို့တရားတို့ကိုရရှိနိုင်အောင်ကြိုးစားအားထုတ်ကြရပါမယ်တဲ့ဒိဋ္ဌိဆိုတဲ့အမြင်လွဲမှားမှုတွေဝိဇိကိစ္စဆိုတဲ့ယုံမှားမှုတွေကိုအမြင်ကြည့်အောင်ပဲခွာရှင်းလင်းပြမှသာယုံနာခန္ဓာနှစ်ပါးချုပ်ငိမ့်ရာတည်ခြင်းကင်းရာနိဗ္ဗာန်ထက်လန်းကိုအချိန်မကြာပဲတက်လာနိုင်ကြမှာဖြစ်ပါတယ်ဓမ္မသာအေးမြချမ်းမြေ့ငြိမ်းချမ်းသောနိရောဓကိုမျက်မှောက်ပြုကြရမယ်ဖြစ်တဲ့အတွက်အနုတ္တယလို့ခေါ်တဲ့အလွန်တရာမှသိမ့်မွေ့လှတဲ့ကိလေသာကိုတိဖြတ်ချွေဖြုတ်နိုင်မဲ့အရဟတဖို့ပညာရရှိဖို့ရာတမာရီနဲ့ဝိပဿနာဉာဏ်ရင့်တန်စေအောင်စိတ်ထက်တန်တန်နဲ့ကြိုးစားအားထုတ်ကြရပါမယ်တဲ့မြေရေလေမီဓာတ်ကြီးအစုဟာယွန်စရာမမြတ်တော့အရဝခန္ဓာမြေရေလေမီဓာတ်ကြီးအစုဟာယွန်စရာမမြတ်တော့အရဝခန္ဓာမုံဝဲမလွတ်ပါ32ကိုထားမုံဝဲမလွတ်ပါ32ကိုထားမိုင်ဝဲဝိ
လိုက်မယ်ဝိဇ္ဇာစိတ်တနာအိဋ္ဌာကိုအိဋ္ဌာထင်မိမှာကာယအပုတ်ကောင်တွေဟာပုတ်ရောင်သာရုပ်ဆောင်စွာချုံတော်ငါသူလဲစားတရားကွာမရှာများတော်ဘဝအနေကဖြစ်ပြတန်တရားတရားကွာမရှာများတော်ဘဝအနေကဖြစ်ပြတန်တရားမိစတဲ့ငြိမ်းရချုပ်ရနိဗ္ဗာန်ရောက်နိုင်ရမယ်ဖို့ကြိုးစားရအောင်ရှာဒိဋ္ဌိနဲ့ဝိသိကိစ္စသမုတ်စီပဟံဧကံပဲ၍ကွာထက်တန်းတက်လန်းမကြယုံနဲ့ခန္ဓာနှဝလုံးကအစာဆုံးကဘဝတုံးမမတာအဲသူမှသာဝိရကယန္တကကင်းဝေးမှာအရတဖို့ပညာကိုသာအနုတယကိလေတိချွေပဲဖို့ရာအမှန်ဝါယမံစိတ်တံသမာဓိဝိပဿနာဉာဏ်ယဉ်တံလေဖို့ရာငါစီရှိပါရမီတော်ရဲ့ပွင့်တော်မူရာဗဒ္ဓဤကဘာဘုဒ္ဓဘာငါကြီးစစ်တမ်းချခွေမပါလွယ်မြတ်စွာရှေလျာသုံးညကဘာတွေမာဓမ္မသီခွာအပါရင်ပြာဖို့တရားမသိလို့အမြဲမိစ္ဆာအမှားတိအလွဲစိတ်မှာငရဲတရိစ္ဆာတကယ်မစိတ်စွာအသေးထိတ်စရာစီပင်ရတော့မှာကဘာကြီးမှာဘုရားငါးစုပွင့်မှာဖြစ်ပြီးပွင့်တော်မူပြီးဖြစ်တဲ့ဘုရားရှင်များကတော့ကတုတံဘောနာကုံကတ္တပနဲ့ဂေါရမရှင်တော်တို့ဖြစ်ကြပါတယ်။ဤဗရကဘာမှာနောက်ဆုံးပွင့်တော်မူမဲ့ဘုရားကတော့အရိမတ္တယဘုရားရှင်တော်ပဲဖြစ်ပါတယ်ရှင်။ပွင့်တော်မူပြီးဖြစ်တဲ့ဘုရားရှင်များရဲ့တရားတော်တွေပွင့်လာမဲ့ဘုရားရှင်တော်ရဲ့တရားတော်တွေကိုနာခွင့်ရလျက်နဲ့အဝိဇ္ဇာတိန်တလားလေးပိတ်ဖုံးပြီးတရားမသိပဲကျွတ်လွတ်ခွင့်နဲ့လွဲသွားရင်တော့အလွန်တရာရှည်လျားလာတဲ့ဘုရားလုံးဝမပွင့်နဲ့တုံညကဘာပေါင်းများစွာမှာတရားဓမ္မများနဲ့သွေးပယ်ကင်းကွာပြီးတရားအမှန်မရနိုင်တော့ပဲအမြဲမှားရင်လမ်းလွဲနေတဲ့မိစ္ဆာဒိဋ္ဌိအဖြစ်နဲ့ချမ်းသာခြင်းကင်းရာအပေဘုံဘဝမှာကျင်လည်နေရတော့မှာဖြစ်ပါတယ်ငရဲဘုံတရိစ္ဆာန်ဘုံဒီမှာလဲတရားဝါတွေဟာအလွန်ထိတ်လန့်ပွေရာကောင်းအောင်စီပင်တိုးပွားနေကြတော့မှာဖြစ်ပါတယ်လေရှင်ဗဒ္ဓဤကဘာဘုဒ္ဓဘာငါရင်းစင်တောင်ကျွတ်ခွင့်မပါလွယ်လျင်မှန်စွာရှိလျာသုံးညကဘာတွေဓမ္မသွေးခွာအပိုင်းမှာပြောတရားမသိလို့အမြဲမိစ္ဆာအမှားအတိအလွဲစိတ်မှာငရဲတရိစ္ဆာတကယ်မစိတ်စွာအသက်ထိတ်เสียစီပင်ညတော်မှာ
မကောင်းမှုလူစရိုက်တွေကိုနေအောင်ပြစ်မှာမကောင်းတဲ့လူစရိုက်တွေကိုနေအောင်ပြစ်မှာမကောင်းမှုလူစရိုက်တွေကိုနေအောင်ပြစ်မှာနှစ်လနေ့ရဲ့နိုင်တွေဟာအချိန်လကားမကုန်စေရနှစ်လနေ့ရဲ့နိုင်တွေဟာအချိန်လကားမကုန်စေရကာမဂုဏ်ရမဲ့ဆိုဖြတ်ချွန်နိုင်မှာလားဖြစ်ရဘဝတန်မြာပညာပါရမီကျင့်အောင်လို့ကာမဂုဏ်ဘုံရမဲ့ဆိုကိုဖြတ်ချွန်နိုင်မှာလားဖြစ်ရဘဝတန်မြာပညာပါရမီကျင့်အောင်လို့အတိတမိုက်စမိုက်ပင်ပြိုးလို့မိုက်ဆိုခဲ့တာယခုလဲမိုက်ဆဲမှန်စွာရှေ့ကိုတိုးလို့တဘိုးမိုက်အောင်မှာအဆုံးသတ်နေတာဘုရားမြတ်စွာဟောကြားတော်မူခဲ့သောသူတော်ကောင်းတို့ရှောင်ကျဉ်အပ်တဲ့မကောင်းသောအကျင့်ဒုစရိုက်10ပါးရှိပါတယ်။အဲ့ဒီဒုစရိုက်10ပါးကတော့ကာယဒုစရိုက်3ပါးဝစီဒုစရိုက်4ပါးနဲ့မနောဒုစရိုက်3ပါးတို့ဖြစ်ပါတယ်။ကာယဒုစရိုက်ကာယကံအားဖြင့်ကျူးလွန်မှုမှာပါဏာတိပါဒသူ့အသက်တတ်မှုအာရိဏဒါနသူတစ်ပါးပစ္စည်းဥစ္စာကိုမှုကာမေတုမိစ္ဆာစာရကာမဂုဏ်တို့၌ယုံမာသောအကျင့်အမှုများဖြစ်ပါလိမ့်ရှင်ဝစီဒုစရိုက်နှုတ်ဖြင့်ကျူးလွန်တဲ့ကံ၄ပါးကတော့မုသာဝါဒမုသာပြောဆိုမှုပိတုနာဝါစာတပါးတို့ချင်းချင်းမသိမြတ်အောင်ဂုံချောမှုပရုဒ္ဒဝါစာကျမ်းနှမ်းစွာအယုတ်တမဆဲဆိုမှုတံဖပလာပတိမ်ပြင်းသောစကားကိုပြောဆိုမှုတို့ဖြစ်ပါတယ်မနောဒုစရိုက်စိတ်ဖြင့်ကျူးလွန်ပြတ်မှားသောကံ၃ပါးကတော့အဘိဇာသူတစ်ပါးစည်းစိမ်ဥစ္စာငါပစ္စည်းဖြစ်လျင်ကောင်းလေစွာလို့မတရားကြံစီမှုဗျာပါဒသေချေပျက်စီးသွားလျင်ကောင်းလေစွာလို့သူတစ်ပါးကိုပြစ်မှားမှုမိစ္ဆာဒိဋ္ဌိအယူဝါဒတွဲမှားခံယူမှုလိုပဲဖြစ်ပါတယ်ဒီအပေရောက်ကြောင်းအကုသလကာမဖတရား10ပါးကိုကိုယ်တိုင်ပြုလုပ်ခြင်းသူတစ်ပါးကိုခိုင်းစေခြင်းဒုစရိုက်လုပ်လျင်ရနိုင်မည်လောကီအကျိုးပြပြီးတိုက်တွန်းစည်းရုံးခြင်းသူတစ်ပါးအလိုလျောက်ပြုနေသည်ကိုဝမ်းမြောက်သဘောကျခြင်းတို့ကိုပြုလုပ်ခြင်းမှထိမ့်သိမ်းရှောင်ကျဉ်ကြရမှာဖြစ်ပါတယ်။နှစ်လနေ့ရဲ့အချိန်ကာလတွေကိုအလဟတမကုံလွန်စေပဲကောင်းသောအကျိုးတရားများရစေဖို့လိုပါတယ်။ကာမဂုဏ်တရားကိုတောင့်တလိုလားမှုရမက်ဆိုးများကိုရိုက်ချိုးဖျက်ဆီးပြီးတန်တရားကျင်လည်နေသေးသည့်ဘဝဆက်ဆက်မှာဉာဏ်ပညာပါရမီကြီးရင်လာအောင်ကျင့်ကြံအားထုတ်ကြရမှာဖြစ်ပါတယ်တဲ့။တရဝရီဟာတိတ်ဘဝများစွာကလေးကမိုက်စာကိုတီထောင်မိုက်ပင်ကိုစိုက်ပျိုးမိုက်ဆိုးသက်ကြီးရှိခဲ့ကြပြီးမျက်မှောက်ပြစ္ဆုတ်ပံဘဝမှာလည်းမိုက်ဆိုးနေသေးပဲရှိနေကြပါတယ်။နောက်နာကဘဝဒီမှာလည်းရှေ့ကိုတိုးပြီးမိုက်မုံမဆုံးပဲမိုက်နေကြလိမ့်အောင်မှာဖြစ်တဲ့အတွက်ဘဝတန်လျာကလွတ်မြောက်နိုင်ဖို့ရာမိုက်မှုဆိုးမှုတွေကိုအဆုံးသတ်သင့်ကြပါပြီရှင်။မကောင်းတဲ့ဒုစရိုက်တွေကိုနေအောင်ကျင့်ပါမကောင်းမှုဒုစရိုက်တွေကိုနေအောင်ကျင့်ပါမကောင်းမှုဒုစရိုက်တွေကိုနေအောင်ကျင့်ပါမကောင်းတဲ့ဒုစရိုက်တွေကိုနေအောင်ကျင့်ပါနှစ်လနေ့ရနာရီတွေဟာအချင်းလကားမကုန်သေးရနှစ်လနေ့ရနာရီတွေဟာအချင်းလကားမကုန်သေးရကာမဂုဏ်ရမစွာဖြတ်ချိုးနိုင်မှာလားဖြစ်ရဘဝတန်လျာပညာပါရမီကြီးရင်အောင်ကိုပါကာမဂုဏ်ရမစွာဖြတ်ချိုးနိုင်မှာလားဖြစ်ရဘဝတန်လျာပညာပါရမီကြီးရင်အောင်ကိုပါအဒီတာမိုက်စာမိုက်ပင်ပြိုးလို့မိုက်ဆိုးခဲ့တာယခုလဲမိုက်ဆဲမှန်စွာရှေ့ကိုတိုးလို့တဘိုးမိုက်အောင်မှာအဆုံးသတ်တဲ့နာကိုတနာပါမြာဒရဝကိုလေးတနာပါမြာဒရဝ
ကိုကိုကိုတနာပါမြာတော်ကိုကိုကိုပင်တနာကြပါမြာတော်လောဘဒေါသမောဟလောင်မီကိလေသာလောဘဒေါသမောဟဆိုတဲ့လောင်မီကိလေသာတဟုံဟုံတောက်လို့သာတဖြုံဖြုံမောင်းငိုစွာတဖြုံဖြုံမောင်းငိုစွာတဟုံဟုံတောက်လို့သာအကုသိုလ်ရိုက်ဆိုးတွေဟာပြုတ်လွယ်ဖြစ်နေစိတ်အားထက်သန်စွာအကုသိုလ်ရိုက်ဆိုးတွေဟာပြုတ်လွယ်ဖြစ်နေစိတ်အားထက်သန်စွာနတ်ရွာနိဗ္ဗာန်လမ်းကိုလှမ်းဖို့အမှုဟာထဲစိတ်မပါနတ်ရွာနိဗ္ဗာန်လမ်းကိုလှမ်းဖို့အမှုဟာထဲစိတ်မပါနေရာဟောင်းဖို့ပြန်အောင်ရလေးပုံပဲရွာလေးပုံပဲရွာမာနေမြာဒီတတော်များစွာသောတတ္တဝါတို့ဟာမိမိကိုယ်ကိုမိမိတနာငဲ့ညာသိကြပါပြီတဲ့လိုချင်တတ်မဲ့ခြင်းလောဘကြမ်းတမ်းပြမှားခြင်းဒေါသမတိမမြင်မိုက်မဲတွေးဝေခြင်းမောဟဆိုတဲ့ကိလေသာလောင်မီးတွေကတဟုံးဟုံးတဖြုံဖြုံမုံမောက်တောက်လောင်ပြီးညှင်းဆဲနှိမ့်ဆက်နေပါတယ်ရှင်မကောင်းမှုအကုသိုလ်စရိုက်ဆိုးတရားတွေဟာပြုလုပ်ရန်လွယ်ကူလှပါတယ်ဖြစ်ဖို့ရလဲလွယ်ကူလှပါတယ်ဒါကြောင့်လဲအကုသိုလ်တရားမှာတရားဝါများဟာလွန်စွာမှစိတ်အားထက်သန်နေကြပြီးနတ်ရွာနိဗ္ဗာန်လမ်းကိုအရောက်လှမ်းမှုကိစ္စအတွက်စိတ်မပါပဲဖြစ်နေကြပါတယ်တန်တရားတစ်လျှောက်မိမိရောက်ခဲ့တဲ့အတိတ်ဘဝဟောင်းနေရာဟောင်းများကိုသာပြန်မြောင်းတတတာအောင်းမိနေကြပါတယ်အဲ့ဒီနေရာဟောင်းဘဝဟောင်းနေဆိုတာကတော့ငရဲတိရစ္ဆာန်ပြိတ္တာအတူရကယ်တို့ပျော်မြူးရာလေးပုံသောအပေရွာဖြစ်ပြီးတရားဝါများဟာအဲ့ဒီအတိတ်ဟောင်းနေရာတွေမှာနေမြဲနေကြရတော့တာပါပဲလို့ဒီတေပုံမှာဓမ္မဂီတတေးသချင်းကြီးကအတိတ်ပဲဖွင့်ဆိုတည်ကျူးထားပါကြောင်းတင်ဆက်လိုက်ရပါတယ်ရှင်မြာဒီလာတော်